ချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲကိုရပ်လိုက်ပြီး KIA တပ်ဖွဲ့ဝင်တွေဗမော်မိုးမောက်နဲ့မန်စီမြို့များမှထွက်ခွာပေးဖို့တိုင်းလိုက်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ10ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီးတိုက်ပွဲတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးတာနဲ့စစ်ပေးချောင်တွေဒုက္ခကြုံနေရတယ်လို့ဖော်ပြထားတာပါ။ဒါပေမဲ့ဒီထုတ်ပြန်ချက်ဟာဇွန်လ4ရက်နေ့တုန်းကအာဏာသိမ်းစစ်တပ်ရဲ့အမျိုးသားစီးလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့တွေ့ဆုံခဲ့ပြီးနောက်ထွက်ပေါ်လာတာပါ။ဗမော်မြို့သိမ်းတိုက်ပွဲကြောင့်ဒေသခံတွေဟာရွှေကူမြို့ဘက်မှာတိမ်းချောင်နေကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့် KIA အနေနဲ့ရွှေကူမြို့သို့စားနပ်ရိက္ခာပို့ဆောင်ခွင့်ကန့်သတ်တာရုပ်သိမ်းပေးဖို့တောင်းဆိုထားတာပါ။ဒါ့အပြင် KIA တပ်ဖွဲ့ဝင်တွေဗမော်မိုးမောက်နဲ့မန်စီမြို့များမှထွက်ခွာပေးပြီးနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ညှိနှိုင်းဖြေရှာဖို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုင်းလိုက်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ထုတ်ပြန်ချက်အပေါ် KIA ကတုံ့ပြန်ထားခြင်းမရှိသေးပါဘူး။လက်ရှိမှာတော့စစ်တပ်ကဗမော်မြို့ရဲကိုအင်အားဖြည့်တင်းနေပြီးမြို့အနီးမှာ KIA နဲ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။